ယူဒရှင်ဘုရင်အဖြစ်ယေရုရှလင်မြို့မှာယေရှုကြွဝင်တော်မူခြင်းဗီဒီယိုအတိုလေးကိုခဏလောက်ကြည့်ကြပါစို့မာကုအခိုင်း7အခန်းငယ်1ကနေ7မှာဖော်ပြထားတဲ့အဓိကအကြောင်းကတော့ယေရှုခရစ်တော်ဟာယူဒရှင်ဘုရင်နဲ့မေရှိယအဖြစ်ယေရုရှလင်မြို့မှာကြွဝင်တော်မူခြင်းဒုတိယအနေနဲ့ယေရှုခရစ်တော်နဲ့ပတ်သက်သောဓမ္မဟောင်းကျမ်းစာမှာကြိုတင်ပြောထားတဲ့အချက်ပြည့်စုံခြင်းအကြောင်းဖြစ်ပါတယ်အခန်းငယ်1ကနေ2အထိကိုကြည့်ရအောင်ယေရှုနဲ့တပည့်တော်တို့ဟာယေရုရှလင်မြို့ကိုဦးတည်လာကြတယ်တပည့်တော်2ယောက်တို့ကိုသူတို့ရှေ့မှာရှိနေတဲ့ရွာကိုဆေလွတ်လိုက်တယ်။အဲ့ဒီရွာမှာဘယ်သူမှမစီးဘူးတဲ့မြေကလေးခြေထားတာကိုတွေ့ကြလိမ့်မယ်တဲ့။ကျိုးကိုဖြေပြီးတော့သူ့ထံကိုယူဆောင်လာခဲ့ကြဖို့တပည့်တော်2ယောက်တို့ကိုဆေလွတ်လိုက်တယ်။အခန်းငယ်3အရာတစုံတစ်ယောက်သောသူကဘာကြောင့်အဲ့လိုလှုပ်လိုက်တာလဲလို့မေးရင်သခင်အလိုရှိသည်ဟုပြန်ပြောကြလော့ထို့သို့ပြောလျင်ထိုသူသည်ချက်ချင်းပေးလိုက်မည်ဟုမှာထားတော်မူ၏မာကုအခိုင်း7အခန်းငယ်4နဲ့6အရာတပည့်တော်2ယောက်တို့ဟာသခင်ယေရှုဆေလွတ်တော်မူတဲ့အတိုင်းသူတို့ရှေ့မှာရှိနေတဲ့ရွာကိုသွားကြတယ်သခင်ယေရှုပြောပြခဲ့တဲ့အတိုင်းပဲလမ်းဘေးမှာအိမ်တကားမှာခြေထားတဲ့မြေကလေးကိုတွေ့ကြတယ်မြေကျိုးကိုဖြေကြတယ်အဲ့ဒီအခါမှာအဲ့ဒီအရက်မှာရပ်နေတဲ့သူအချို့တို့ကအဘယ်ကြောင့်မြေကျိုးကိုဖြေသနည်းလို့မေးကြတယ်တပည့်တော်တို့ကယေရှုမှာထားတော်မူတဲ့အတိုင်းပြန်ပြောကြတဲ့အခါမှာထိုသူတို့သည်အခွင့်ပေးကြ၏လို့ကျွန်တော်တို့တွေ့ရပါတယ်။မာကုအခိုင်း7အခန်းငယ်9ကိုဆက်ပြီးကြည့်ရအောင်။ယေရှုထံတော်သို့မြေကလေးကိုဆောင်ခဲ့၍မိမိတို့အဝတ်ကိုမြေကြောပေါ်မှတင်ချပြီးလျင်ကိုတော်သည်စီးတော်မူ၏။ယေရှုခရစ်တော်ဟာမြေကလေးကိုစီးပြီးယေရုရှလင်မြို့မှာယူဒရှင်ဘုရင်အဖြစ်ကြွဝင်တော်မူမဲ့အကြောင်းနှစ်ပေါင်း900မှာကလေးကဇာခရိအနာဂတိကျမ်းအခန်း9အငယ်9မှာပရောဖက်ဇာခရိအဖြစ်ဖယားသခင်ကြိုတင်ပြောပြတော်မူပါတယ်။မဖြစ်ပြတ်မီနှစ်ပေါင်း900မှာဖယားသခင်ကြိုတင်ပြောပြထားတဲ့အတိုင်းလူစားတိအဖြစ်ကြွလာတော်မူသောသားတော်ယေရှုဟာမြေကလေးကိုစီးပြီးယေရုရှလင်မြို့မှာယူဒရှင်ဘုရင်မေရှိယအဖြစ်ကြွဝင်တော်မူကြောင်းမာကုအခိုင်း7အခန်းငယ်2ကနေ9မှာကျွန်တော်တို့တွေ့ရပါတယ်။ဒါဟာဇာခရိအနာဂတိကျမ်းအခန်း9အငယ်9မှာကြိုတင်ဖော်ပြထားတဲ့ဖယားခင်နှုတ်ကပတ်တော်တမန်ကျမ်းစာကိုသခင်ယေရှုကပြည့်စုံစေတော်မူခြင်းဖြစ်ပါတယ်။မြေကလေးပေါ်မှာစီးတော်မူခြင်းဟာသခင်ယေရှုရဲ့နှိမ်ချခြင်းကိုပြသနေတာဖြစ်ပါတယ်။ယောဟန်အခန်း1အခန်းငယ်1ကနေ3အခန်း19အခန်းငယ်4နဲ့ကောလောသဲအခန်း1အခန်းငယ်16ကနေ18တို့အရာယေရှုခရစ်တော်ဟာကဘာမတီမရှိမီရှင်းနှင့်တော်မူသောသားတော်ဖယားသခင်ခတ်သိမ်းသောအရာတို့ကိုဖန်ဆင်းဖြစ်တည်စေတော်မူသောသားတော်ဖယားခင်ဖြစ်တော်မူတော်လဲမိမိကိုအလွန်နှိမ်ချတော်မူပြီးလူသားကဲ့သို့လူစားတိအဖြစ်ကိုခံယူပြီးကြွလာတော်မူပါတယ်။ဘာအတွက်ကြွလာတော်မူသလဲဆိုရင်အပြစ်ရှိတဲ့လူတို့ကိုငရဲသွားမဲ့သူအဖြစ်ကနေကဲတင်ပြီးဖယားသခင်နိုင်ငံတော်မှာဝင်ရသောအခွင့်ကိုပေးဖို့ရန်ကြွလာတော်မူခြင်းဖြစ်ပါတယ်။မာကုအခန်း7အခန်းငယ်8မှာလူများတို့သည်မိမိတို့အဝတ်ကိုလမ်း၌ခင်းကြ၏အချို့တို့သည်တစ်ကိုင်းတစ်ခက်များကိုခောက်၍လမ်း၌ခင်းကြ၏လူတို့ကမိမိတို့အဝတ်နှင့်တစ်ကိုင်းတစ်ခက်များကိုယေရှုကြွလာမဲ့လမ်းမှာခင်းကြတာဟာယေရှုကိုဂုဏ်ပြုခြင်းနဲ့လေးစားခြင်းကိုပြသနေကြတာဖြစ်ပါတယ်။အခန်းငယ်9ကနေ10ရှေ့နောက်လိုက်သွားသောသူတို့ကဟောရှနဖြစ်စေတည်းထာဝရဘုရား၏အခွင့်နှင့်ကြွလာတော်မူသောသူသည်မင်္ဂလာရှိစေတည်းထာဝရဘုရား၏အခွင့်နှင့်ယခုတည်လို့သောငါတို့အဘဒါဝိဒ်၏နိုင်ငံတော်သည်မင်္ဂလာရှိစေတည်းကောင်းကင်ဘဝဝယ်ဟောရှနဖြစ်စေတည်းဟုကြွေးကြော်ကြ၏ဒါဟာလဲစာလံ118မှာကြိုတင်ပြောထားတဲ့အချက်ကိုယေရှုပြည့်စုံစေတော်မူခြင်းဖြစ်ပါတယ်ယေရှုဟာယူဒရှင်ဘုရင်အဖြစ်ယေရုရှလင်မြို့မှာကြွဝင်တဲ့အခါလူထုပရိသတ်များက
ထာဝရဘုရား၏အခွင့်နှင့်ကြွလာတော်မူသောသူသည်မင်္ဂလာရှိစေတည်းလို့ကြွေးကြော်ကြမဲ့အကြောင်းစာလံ118အခန်းငယ်26မှာကြိုတင်ဖော်ပြထားပါတယ်ကြိုတင်ဖော်ပြထားတဲ့အတိုင်းမာကုအခန်း7အခန်းငယ်9ကနေပြီးတော့10မှာလက်တွေ့ဖြစ်ပျက်နေတာကိုကျွန်တော်တို့မြင်တွေ့ရပါတယ်ဟောရှနဆိုတာဟီဘရုဘာသာစကားဖြစ်ပြီးယခုကယ်တင်တော်မူပါလို့အဓိပ္ပာယ်ရတယ်ဟောရှနယခုကယ်တင်တော်မူပါလို့ကြွေးကြော်နေကြတဲ့ယူဒလူထုပရိသတ်ကြီးဟာဘလောက်များသလဲဆိုတာမဖော်ပြထားတဲ့အတွက်လူဦးရေအတိအကျကိုကျွန်တော်တို့မသိနိုင်ဘူးဒါပေမဲ့ပတ်သက်ခါပွဲတော်ကိုကျင်းပမဲ့အချိန်ကာလဖြစ်တဲ့အတွက်အနေနဲ့အရရကလာကြတဲ့ယူဒလူမျိုးများနဲ့ယေရုရှလင်မြို့ဟာအလွန်စီကားတက်တဲ့အကြောင်းဟောရှနယခုကယ်တင်တော်မူပါလို့ကြွေးကြော်ကြတဲ့လူထုပရိသတ်ဟာထောင်ပေါင်းများစွာရှိမဲ့အကြောင်းခန့်မှန်းကြပါတယ်ယေရှုခရစ်တော်ရဲ့ရှေ့နောက်လိုက်သွားတော်သူတို့ကဟောရှနဖြစ်စေတည်းယခုကယ်တင်တော်မူပါထာဝရဘုရား၏အခွင့်နဲ့ကြွလာတော်မူသောသူသည်မင်္ဂလာရှိစေတည်းလို့ကြွေးကြော်ကြတဲ့လူတို့ကိုတိတ်ခိုင်းဖို့ယူဒဘာသာရေးကောင်းဆောင်ဖာရိရှဲတချို့ကယေရှုကိုတောင်းဆိုကြတယ်ယေရှုကဘယ်လိုတုံ့ပြန်တော်မူသလဲဆိုရင်လုကာအခန်း19အခန်းငယ်40မှာယေရှုကလည်းငါဆိုသည်ကဤသူတို့သည်တိတ်ဆိတ်စွာနေလျင်ကြောက်ခဲတို့သည်ချက်ချင်းကြွေးကြော်ကြလိမ့်မည်ဟုမိန့်တော်မူ၏ယူဒဘာသာရေးကောင်းဆောင်အများစုကယေရှုကိုသူတို့ရဲ့ရှင်ဘုရင်မေရှိယအဖြစ်လက်မခံကြပေမဲ့ယေရှုကထောင်ပေါင်းများစွာသောရှေ့နောက်လိုက်သွားသောသူတို့ကဟောရှနဖြစ်စေတည်းထာဝရဘုရား၏အခွင့်နဲ့ကြွလာတော်မူသောသူသည်မင်္ဂလာရှိစေတည်းလို့ကြွေးကြော်ခွင့်ပေးတော်မူခြင်းမှာမိမိဟာယူဒရှင်ဘုရင်မေရှိယဖြစ်ကြောင်းကိုယူဒတမျိုးသားလုံးကိုမိတ်ဆက်တော်မူခြင်းဖြစ်ပါတယ်ထောင်ပေါင်းများစွာသောယူဒလူတို့ကဟောရှနဖြစ်စေတည်းထာဝရဘုရား၏အခွင့်နဲ့ကြွလာတော်မူသောသူသည်မင်္ဂလာရှိစေတည်းထာဝရဘုရား၏အခွင့်နဲ့ယခုတည်လို့သောငါတို့အဘဒါဝိဒ်၏နိုင်ငံတော်သည်မင်္ဂလာရှိစေတည်းလို့ကြွေးကြော်ကြတာဟာသူတို့ကိုဖိနှိပ်အုပ်ချုပ်နေတဲ့ယောမအစိုးရကိုဖျက်ဆီးပြီးတော့အောင်မြင်ခြင်းလွတ်လပ်ခြင်းနဲ့နိုင်ငံတော်ကိုတည်ထောင်ပေးဖို့ရန်တောင်းဆိုနေကြတာဖြစ်တယ်ယေရှုရဲ့ပထမအကြိမ်ကြွလာတော်မူခြင်းဟာယူဒလူတို့ကိုဖိနှိပ်ပြီးတော့အုပ်ချုပ်နေတဲ့ယောမအင်ပါယာအစိုးရကိုတိုက်ခိုက်အောင်မြင်ပေးဖို့မဟုတ်ဘူးယူဒလူတို့အတွက်နိုင်ငံတော်ကိုတည်ထောင်ပေးဖို့အတွက်လည်းမဟုတ်ဘူးယေရှုဒုတိယအကြိမ်ကြွလာတဲ့အခါတည်ထောင်တော်မူမဲ့ဖခင်သခင်နိုင်ငံတော်မှာသူတို့ဝင်နိုင်ဖို့သူတို့ကိုယ်တိုင်မဆက်နိုင်တဲ့အပြည့်ရဲ့အခသေခြင်းကိုဆက်ပေးဖို့ရန်လဝကတိုင်မှာအသေးခံပြီးသေခြင်းကနေပြန်လဲထမြောက်ဖို့ရန်အတွက်လူစားတိအဖြစ်ကြွလာတော်မူခြင်းဖြစ်ပါတယ်ယူဒလူတို့ကသူတို့လိုချင်တဲ့အရာတွေကိုယေရှုကမပေးဘူးဆိုတာရက်အနှဲငယ်အကြာမှာတိလာကြတဲ့အခါယေရှုကိုလဝကတိုင်မှာအသေးတပ်ဖို့လုပ်နေကြတဲ့ယူဒဘာသာရေးကောင်းဆောင်တို့ဘက်မှာပါသွားကြပြီးယေရှုကိုလဝကတိုင်မှာရိုက်ထားပါလဝကတိုင်မှာရိုက်ထားပါလို့ကြွေးကြော်တဲ့သူတွေဖြစ်သွားပြန်ပါတယ်မာကုအခန်း15အငယ်14မှာသူတို့လူချင်တဲ့လောကီအောင်မြင်ခြင်းလွတ်လပ်ခြင်းနဲ့ကောင်းခြင်းမင်္ဂလာများကိုယေရှုကမပေးတဲ့အခါယေရှုကိုမကောင်းပြောတဲ့သူယေရှုကိုကဲ့ရဲ့တဲ့သူယေရှုကိုအသေးတပ်ဖို့တောင်းဆိုတဲ့သူယေရှုကိုဆန့်ကျင်တဲ့သူဖြစ်လာကြတယ်သူတို့လိုချင်တဲ့အရာယေရှုကိုသူတို့တောင်းဆိုတဲ့အရာကတော့ရုပ်ပိုင်းဆိုင်ရာအောင်မြင်ခြင်းလောကီပိုင်းဆိုင်ရာနိုင်ငံယူဒနိုင်ငံနဲ့ကောင်းကြီးမင်္ဂလာတွေဖြစ်ပါတယ်သူတို့ကိုယေရှုပေးကမ်းတော်မူသောအရာကတော့ဝိညာဉ်ပိုင်းဆိုင်ရာကယ်တင်ခြင်းဖြစ်ပါတယ်ဝိညာဉ်ပိုင်းဆိုင်ရာကယ်တင်ခြင်းရရှိမှယေရှုတည်ထောင်တော်မူမဲ့ဖခင်သခင်နိုင်ငံတော်မှာသူတို့ဝင်စားလို့ရမှာဖြစ်တယ်အဲ့ဒီတော့အရေးကြီးဆုံးကယေရှုကိုဘာကြောင့်ယုံကြည်တာလဲဘာအတွက်ယုံကြည်တာလဲဟောရှနဖြစ်စေတည်းယခုကဲ့တင်တော်မူပါလို့ကြွေးကြော်ခဲ့ကြတဲ့ယူဒလူတို့လိုပဲရုပ်ခန္ဓာပိုင်းဆိုင်ရာသင်လိုချင်တဲ့အရာတွေအတွက်ပဲလားလူတိုင်းအတွက်အရေးကြီးဆုံးကဝိညာဉ်ကယ်တင်ခြင်းရရှိဖို့ရန်အတွက်ဖြစ်ပါတယ်ယေရှုကိုခန္ဓာပိုင်းဆိုင်ရာကျမ်းမာခြင်းချမ်းသာခြင်းနဲ့အောင်မြင်ခြင်းကိုပေးနိုင်တဲ့သူအဆင့်လောက်နဲ့ပဲယုံကြည်ရင်အဲ့ဒါဝိညာဉ်ကယ်တင်ခြင်းရရှိနိုင်တဲ့စစ်မှန်တဲ့ယုံကြည်ခြင်းမဟုတ်ဘူး
ဝိညာဉ်ကယ်တင်ခြင်းဆိုတာဒီဘဝမှာဘုရားခင်ပြည့်ညတ်တော်ကိုချိုးဖောက်ပြီးတော့တင်ကျိုးလွန်ထားတဲ့အပြစ်တွေအတွက်နောင်ဘဝမှာငရဲသွားမဲ့သူအဖြစ်ကနေကယ်တင်ခြင်းခံရပြီးအိုနာသေးခြင်းကင်းသောဘုရားခင်နိုင်ငံတော်မှာအစဉ်ထာဝရဘုန်းတော်ဝင်စားရတဲ့အခွင့်ကိုဆိုလိုတာဖြစ်ပါတယ်ကိုခန္ဓာအတွက်လိုအပ်တဲ့စာဝတ်နေရေးအစဉ်ပြေဖို့အတွက်ပဲယေရှုကိုယုံတဲ့သူဖြစ်ရင်ဝိညာဉ်ကယ်တင်ခြင်းရမှာမဟုတ်ဘူးတဲ့အတွက်အရေးကြီးဆုံးဖြစ်တဲ့ဝိညာဉ်ကယ်တင်ခြင်းအတွက်ယေရှုကိုကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်အရင်ဦးဆုံးယုံကြည်လက်ခံဖို့အရေးကြီးဆုံးဖြစ်တယ်။မဿဲအခန်း6အခန်းငယ်33မှာသခင်ယေရှုကဖယားသခင်၏နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားတော်ကိုရှေးဦးစွာရှာကြလော့။နောက်မှထိုအရာများကိုထပ်၍ပေးတော်မူလက်တံလို့ဂတိပေးထားပါတယ်။နောက်မှထိုအရာများကိုထပ်၍ပေးတော်မူလက်တံဆိုတာကျွန်တော်တို့ရဲ့ဇာဝတ်နေရေးကြားမှာရဲ့အကုန်လုံးပါတယ်။ဒါတွေဟာနောက်မှပေးမယ်။အရင်ဦးဆုံးအရေးကြီးဆုံးကျွန်တော်တို့အလိုအဆုံးကဝိညာဉ်ကယ်တင်ခြင်းဖြစ်တယ်။ဟောရှနဖြစ်စေတည်းယခုကယ်တင်တော်မူပါလို့ကြွေးကြော်ခဲ့ကြတဲ့ယူဒလူတို့လိုပဲကိုခန္ဓာအတွက်မိမိတို့လိုချင်တဲ့အရာတွေကိုရှေးဥစွာရရှိဖို့ယေရှုထံတော်မှာတောင်းလျှောက်တဲ့သူမဟုတ်ပဲဖယားသခင်နိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းတရားတော်ကိုရှေးဥစွာရှာကြလောလို့ယေရှုမိန့်တော်မူတဲ့အတိုင်းဖယားသခင်ပြည့်ညတ်တော်ကိုချိုးဖောက်ပြီးတော့တင်ကျိုးလွန်ထားတဲ့အပြစ်တွေကြောင့်နောင်ဘဝမှာငရဲသွားမဲ့သူအဖြစ်ကနေတင့်ကိုကယ်တင်ဖို့ရှေးဥစွာတောင်းလျှောက်ပါလိန်ပြောတဲ့စကားတခွန်းကိုတင်ပြောတဲ့နေ့ကနေစပြီးတော့တင်ဟာပြည့်ညတ်တော်ကိုချိုးဖောက်တဲ့သူငရဲသွားမဲ့သူဖြစ်နေပြီလို့ဗျာဒိတ်ကျမ်းအခန်း21အခန်းငယ်8မှာလူသားအားလုံးကိုမိမိတို့အကျင့်နဲ့အညီတရားစီရင်တော်မူတဲ့ဖယားသခင်ကကြိုတင်ပြီးတော့တတိပေးထားပြီးပြီသင်ရဲ့ဝိညာဉ်ကယ်တင်ခြင်းအတွက်ယေရှုဟာလွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်တုန်းကလူစားတိအားဖြင့်ဒီလောကမှာကြွလာတော်မူပြီးပြည့်ညတ်တော်ကိုချိုးဖောက်ခြင်းကြောင့်သင်နဲ့ကျွန်တော်ကျိုးလွန်တဲ့အပြစ်တွေအတွက်အပြစ်ရဲ့အဖိုးအခဖြစ်တဲ့တေခြင်းကိုလက်ဝါးကတိုင်မှာစပ်ပေးဖို့ရန်အသေးခံတော်မူပြီးတော့3ရက်မြောက်သောနေ့မှာထမြောက်တော်မူခြင်းဖြင့်သူ့ကိုကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်ယုံကြည်လက်ခံတဲ့သူအားလုံးရဲ့နောင်ဘဝကိုအာမခံချက်အပြည့်အဝပေးတော်မူပါတယ်။နောင်တနဲ့ယေရှုခရစ်တော်ကိုကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်ယုံကြည်လက်ခံရင်ဂတိတော်အတိုင်းကယ်တင်တော်မူမှာဖြစ်တယ်။နောင်တဆိုတာဖယားခင်ပြည့်ညတ်တော်တို့ကိုချိုးဖောက်ပြီးတော့သင်လုံနေကြအပြစ်တွေကိုဆက်လုပ်နေမဲ့အစားသင်ကိုမကယ်တင်နိုင်တဲ့ပုံကိုယ်တွေရဲ့နောက်ကိုဆက်လိုက်နေမဲ့အစားသင်ကိုကယ်တင်နိုင်သောတပါးတီသောကယ်တင်ရှင်ယေရှုခရစ်တော်သင်အပြစ်တွေအတွက်လက်ဝါးကတိုင်မှာအသေးခံပြီးသေခြင်းကနေထမြောက်တော်မူပြီးတော့ယနေ့အသက်ရှင်တော်မူသောတပါးတီသောကယ်တင်ရှင်ယေရှုခရစ်တော်ရဲ့နောက်တော်ကိုပဲလိုက်တော်မယ်ဆိုတဲ့အစဉ်သင့်ရှိနေတဲ့စိတ်နေသဘောထားကိုစစ်မှန်သောနောင်တလို့ခေါ်ပါတယ်စစ်မှန်သောနောင်တနဲ့ယေရှုခရစ်တော်ကိုကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်ယုံကြည်လက်ခံရင်ဝိညာဉ်ကယ်တင်ခြင်းထာဝရအတွက်ရရှိမှာဖြစ်တယ်အဲ့ဒီတော့နောင်တနဲ့ကိုရောခန္ဓာပိုင်းဆိုင်ရာကျွန်တော်လိုချင်တဲ့အောင်မြင်ခြင်းတွေကြမ်းမှခြင်းတွေချမ်းသာခြင်းတွေကျွန်တော်မရရင်လဲကျွန်တော်ကျိုးလွန်ထားတဲ့အပြစ်တွေကြောင့်နောင်ဘဝမှာထာဝရငရဲသွားမဲ့သူအဖြစ်ကနေကျွန်တော်ကိုကယ်တင်တော်မူပါကိုရောရဲ့နောက်တော်ကိုအစဉ်အမြဲလိုက်နိုင်ဖို့ကျွန်တော်ကိုအစဉ်အမြဲကိုညီမဆတော်မူပါဆိုပြီးတော့နောင်တနဲ့ယေရှုခရစ်တော်တပါးတီကိုသာတင့်ရဲ့ကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်ယုံကြည်လက်ခံရင်ဂတိတော်အတိုင်းတင့်ကိုကယ်တင်တော်မူမှာဖြစ်ပါကြောင်းတည်င်းကောင်းပါအပ်ပါတယ်အားလုံးအပေါ်မှာဖခင်သခင်ကောင်းချီးပေးပါစေ